Hello အားလုံးပဲမင်္ဂလာပါကဲဒါလေးတွေကလေစီးလှလှလေးတွေဖြစ်ပါတယ်အရင်လှတယ်စီးလေးတွေချစ်စရာလေးတွေဒီလိုမျိုးလေးတွေဒီလိုမျိုးအယောင်လေးတွေเนาะစီးအစ်စ်ကလေးတွေကြိုက်တဲ့သူတွေအတွက်အစင်လေးတွေကလုံးဝ limited design ကြီးတွေဒါကိုယ့်ဘာသာကိုလှုပ်ထားတဲ့တန်းလေးပေါ့เนาะအကြမ်းမလို့စင်တူလေးတစ်တန်းလုံးဒီတစ်စင်နဲ့ဘယ်မှလည်းမရှိတဲ့အစင်လေးတွေเนาะဒါလေးတွေကလေခြိသားအရင်ကောင်းတယ်ကော်ပိတ်ကိုလုံးဝမလို့ပျော့ဤပြီးတော့မှအခုဒီထဲမှာဒါလေးကကြတော့အနက်ကလေးเนาะကျမအင်ကြီးလေးကတော့ဒါလေးကလေတိတ်ပြီးမချုပ်ဖြစ်တော့လို့ပေါ့เนาะအင်ကြီးလေးတွေချုပ်တယ်ဆိုလို့ရှိရင်ဒါလေးတွေကဒီဟာလေးတွေက3800တန်းစီးတွေဖြစ်ပါတယ်เนาะအခုဒီထဲမှာကျမဒါလက်ကားဈေးလေးနဲ့ပေးမှာဖြစ်ပါတယ်အခုဒီထဲမှာဒါလေးတွေက3000နဲ့2000နဲ့ယူလိုက်ပါเนาะနောက်ထပ်တစ်ခုဒါလက်ကားဈေးတတ်တာပဲဒါလေးကကြတော့ခဲလေးခဲအောင်လေးပေါ့နော်ခဲအောင်လေးတစ်မျိုးလေးပါခဲအောင်လေးဒါ9000เนาะအနံလဲအရွှေကြီးပဲအချီလေးတွေကလည်းဝင်းပြောင်းနေဖြန့်ရင်ပုတ်လာတယ်ဒီမှာကျမတစ်ထည့်ဖြန့်ပြမယ်เนาะဒီလိုမျိုးလေးเนาะဒီလိုမျိုးလေးပါလှနေရောပဲပျော့ဤလေးနဲ့ကိုခြီသားကိုပြောင်းထားနေရဒါလေးသမင်းတကားကျမအင်းကြီးချုပ်တဲ့ဟာအတွက်ဈေးလေးရှော့ပေးလိုက်တာပေါ့เนาะအခုဒီထဲမှာဒါလေးဆိုစင်တူလေးတွေရတယ်မချစ်စရာလေးတွေစင်တူလေးတွေเนาะလှနေရောပဲဒါလေးကဒီရောင်ဒါချောကလက်ရောင်လေးဒါကျင်တဲ့သူတွေအတွက်ပါဒါလေးကချောကလက်ကလေးလေးလှရတယ်ဒီမှာချောကလက်ကလေးเนาะအကုန်လုံးကလေအစင်လေးတွေကကိုယ့်ဟာကိုခတ်ထားတာဆိုဒီမှာဒါလေးကချောကလက်ရောင်လေးဖြစ်ပါတယ်လှအကိုဘလို့လဲသူ့ရဲ့ဟာလေးတွေအတုံးလေးတွေနဲ့နိဒီလိုမျိုးလေးเนาะဒါလေးကချောကလက်ကလေးဟိုကျမတို့ဒါလေးဘာလေးဇင်းမဲ့လေးနဲ့တော့တူရယ်เนาะချောကလက်ကလေးလေးဒီမှာသူလဲဆင်တူရတယ်ချစ်စရာလေးတွေဒါလေးကကြတော့ခရမ်းလေးပါခရမ်းရောင်လေးပေါ့နော်သူလည်းရောင်လေးကိုစိုးပြီးတော့မှလေဒီလိုမျိုးလေးပေါ့သူကဒါလေးကခရမ်းရောင်လေးဒီလိုမျိုးလေးเนาะဒီလိုမျိုးလေးပါဒီလိုမျိုးလေးမှကြည့်ပါအောင်စိုးရွှဲနေတာပဲဒါလေးတွေကတော့နေတူပါသွားဖို့အတွက်ကတော့ဒါတွေကညမရိုးရအထည်တွေဖြစ်ပါတယ်เนาะညမရိုးရအထည်တွေဟိုရကန်းတယ်လေးတွေပါပဲအစအဆုံးအကုန်လုံးကိုကချင်တယ်လို့လက်နဲ့တီကုန်းဟိုခတ်ရတာမဟုတ်ပင်တယ်လို့သူတို့ကလည်းဒီလိုမျိုးညမရိုးရအထည်လေးတစ်မျိုးပဲပေါ့เนาะဒါကြောင့်မလို့ညမဆန်နဲ့အေးတယ်ခြီသားလေးတွေမှာပြောင်းနေရပဲเนาะနောက်ထပ်တစ်ခုကကြတော့မြင်းချီစိမ့်လေးကတော့နှစ်ထည့်ပဲပါတယ်เนาะဒါကျမကလေတစ်တော်လေးမှာကြိုတင်ပေးတာပေါ့เนาะဈေးလေးရှော့ထားပေးတယ်ကြိုပြီးတင်ပေးတာဒါလေးကကြတော့အမြင်းချီစိမ့်လေးကကြတဆင်တော့เนาะတဆင်ဒါလေးကကြတော့တဆင်မှာเนาะအကုန်လုံးကိုကျမဈေးလျှော့ပေးလိုက်တယ်3000နဲ့2000ဒီခြီသားတွေကလုံးဝမရပါဘူးเนาะဒီမှာပြောင်းဝင်းချောနာဝစ်လိုက်ပြီးလို့ရှိရင်တရေနေလောက်လျှော့ပြီးရနံစုပ်ပြတ်တက်သွားတယ်ဟာမျိုးလေးတွေမဟုတ်ဘူးပေါ့เนาะကဲအားလုံးပဲကျေးဇူးတင်ပါတယ်